မင်္ဂလာပါခင်ဗျာလူဒုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုဖန်ဆီးရတဲ့အကြောင်းရင်းဟာနိုင်ငံရေးပုံမှန်မဟုတ်ပဲနဲ့မြန်မာနိုင်ငံမှာအဂတိလိုက်စားမှုမြန်မာနိုင်ငံမှာလက်ပေလိုက်ယူမှုဖြစ်ဖန်ဆီးထောင်ချရတာဖြစ်တယ်လို့ပဲအကြံဖက်ဇိုမင်းထွန်းကပြောကြားခဲ့ပါတယ်လူဒုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးပုံမှန်နဲ့ဖန်ဆီးထောင်ချရတာမဟုတ်ဘူးမြန်မာနိုင်ငံမှာလက်ပေလိုက်ယူမှုပေါ်များလာအောင်အဂတိလိုက်စားမှုပေါ်များလာအောင်လုပ်နေတဲ့လူဒုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုဖန်ဆီးရတာဖြစ်တယ်လို့ပဲအကြံဖက်ဇိုမင်းထွန်းကဖြေကြားခဲ့ပါတယ်။မနေ့ကဇန်နဝါရီလ24ရက်နေ့မြောက်ဒီရုပ်မြင်တန်ကြားသတင်းနဲ့စစ်တပ်လက်အောက်ခံလော်ဘီများနဲ့တွေ့ဆုံတဲ့အချိန်မှာတော့အကြံဖက်ဇိုမင်းထွန်းကထိုကဲ့သို့ဖြေကြားခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဒေါ်အောင်ဆန်းစုကြည်ဟာကျမ်းမာရေးကောင်းမှုပြီးအမြဲတမ်းတွက်ကြနေပါတယ်လို့ပဲဇိုမင်းထွန်းကပြောကြားခဲ့ပါတယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးဟာနိုင်ငံတကာပါရဂူဆရာဝန်တွေနဲ့တမတော်ရဲ့အထူးပါရဂူအထူးကုဆရာဝန်တွေနဲ့ပြသထားပြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးကတော့အမြဲတမ်းကောင်းမွန်နေတယ်လို့ပဲအကြံဖက်ဇိုမင်းထွန်းကစစ်တပ်လက်အောက်ခံမီဒီယာများနဲ့မြောက်ဒီရုပ်မြင်သံကြားသတင်းမှာဖြေကြားခဲ့ပါတယ်ဒေါ်အောင်ဆန်းစုကြည်ကိုအမှုနှမှုပြစ်ဖန်ဆီးထောင်ချထားပြီးဖတ်တမတမှုကတော့နိုင်ငံတော်အပေါ်အဂတိလိုက်စားမှုပေါ်များလာအောင်နိုင်ငံတော်အပေါ်လက်ပေလက်ယူမှုပေါ်များလာအောင်လှုပ်ဆော်ပေးနေတဲ့အပြင်နိုင်ငံတော်အပေါ်မှာလည်းနိုင်ငံသားတွေစီမက်ကံမဲ့ဝေရောက်မှုတွေဖြစ်ပေါ်အောင်ဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်ကိုဖန်ဆီးရတာဖြစ်တယ်လို့ပဲအကြံဖက်ဇိုမင်းထွန်းကဖြေကြားခဲ့ပါတယ်2021ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းဒေါ်အောင်ဆန်းစုကြည်ကိုအဂတိလိုက်စားမှုနဲ့စူပူလှုပ်ဆော်အောင်လုပ်တဲ့အမှုများစွာဆွဲချက်တင်ပြီးစုစုပေါင်းလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ဒဏ်20နဲ့9နှစ်ချမှတ်ထားပြီးဒီပြစ်မှုအလုံးကိုလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကညှင်းပယ်ထားခဲ့ပါတယ်ခင်ဗျလက်ပြီးတင်ဆက်ပြပြချင်တဲ့အကြောင်းအရာကတော့မြောက်ဒီမြို့မှထက်ခွန်ရန်စေအုပ်စုကညွှန်ကြားထားတော်လဲကရင်လက်နက်ကိုင်အဖွဲ့အစည်းများပုံမှန်အတိုင်းသာမြောက်ဒီမြို့ဧရိယာမှာဆက်ရှိနေပါတယ်ကရင်ပြည်နယ်မြောက်ဝတီမြို့ကရင်နယ်ခြားစောက်တပ် BGF မှအသွင်ပြောင်းထားတဲ့ KIA ကရင်မျိုးသားတပ်မတော်တပ်ဖွဲ့များကိုစစ်ကောင်စီဘက်ကဇန်နဝါရီလ25ရက်နေ့နောက်ဆုံးထားပြီးမြောက်ဝတီမြို့ဧရိယာကနေထွက်သွားရန်စစ်အုပ်စုကအမိတ်ပေးညွှန်ကြားထားတော့လဲယခုအချိန်ထိကရင်နယ်ကန်အဖွဲ့အစည်းများမြောက်ဝတီမြို့ဧရိယာထဲမှာဆက်နေမြန်ရှိနေကြောင်းသိရပါတယ်အဆိုပါ BGF မှအသွင်ကူးပြောင်းထားတဲ့ KIA တပ်ဖွဲ့ဟာ၎င်းတို့တပ်နယ်နေရာတို့ပြန်လည်ဆွပြောင်းနေထိုင်ကြရာအစစ်တိုင်းတိုင်းစစ်ဌာနခလာရကဇန်နဝါရီလ25ရက်နေ့မှာနောက်ဆုံးထားပြီးဒီနေ့ကအဖွဲ့အစည်းများကမြောက်ဒီမျိုးတို့ထွက်ခွာရန်အမိတ်ပေးညွှန်ကြားခဲ့ပါတယ်မြောက်ဒီမျိုးရဲ့မြို့စောက်တပ်ဖြစ်တဲ့ခလာရနိကုငါမတိုက်ခိုက်ခံရဖို့အတွက်ဒီနေ့ကအဖွဲ့အစည်းများကလည်းခလာရနိကုငါကိုကာကွယ်ရသားမှာဖြစ်တယ်လို့ပဲစစ်ကောင်စီကညွှန်ကြားခဲ့ပါတယ်တကယ်လို့များခလာရနိကုငါတိုက်ခိုက်ခံရပါကမြောက်ဒီမျိုးနေရာ18ခုကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှု drone လက်နက်ကြီးပစ်ခတ်မှုတွေလုပ်သွားနိုင်တဲ့ဖြစ်တဲ့အတွက်မြောက်ဒီဒေသခံများစိုးရိမ်နေပါတယ်ဒီချိန်မှာတော့ကရင်နယ်ကအဖွဲ့အစည်းဖြစ်တဲ့ KIA KUPC မြောက်ဒီရဲ့မြို့ဖတခြားသောတောင်ဝန်စီသူများကလည်းစစ်ကောင်စီနဲ့ဆွေးနွေးညှိနှိုင်းနေပြီးလောလောဆယ်အလေးစလို့ကရင်နယ်ကအဖွဲ့အစည်းများမြောက်ဒီမြို့ကအထွက်ခွန်ရမဖြစ်သေးကြောင်းဒီမြောက်ဒီဒေသခံတို့ရဲ့ပြောပြချက်မှာတွေ့ရပါတယ်ခင်ဗျာ